Joshua Ban Champion ဖြစ်ဖို့ရပ်ပိုင်းသာလိုတော့တယ်။ UFC Flyweight တန်းမှာကစားနေတဲ့မြန်မာပြည်ပွားချင်း Fighter လေး Joshua Ban ရဲ့ Champion ခပတ်လူပွဲကြီးကတော့ရက်ကအရန်ကိုနီးကပ်လာခဲ့ပါပြီနော်။မြန်မာတနိုင်ငံလုံးသာမကအာရှနိုင်ငံတွေကပါစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ရှင်။ဘာလို့လဲဆိုတော့ Joshua Ban အနေနဲ့ UFC မှာသာ Champion ခပတ်ကိုင်မြောက်နိုင်ခဲ့မယ်ဆိုရင်တော့အာရှမျိုးသား Champion အဖြစ်သမိုင်းမှတ်တမ်းရေးထိုးသွားနိုင်တော့မှာပဲဖြစ်ပါတယ်။ UFC မှာတော့ဒုတိယအသက်အငယ်ဆုံး Champion ဖြစ်သွားမှာပါ။ပထမအသက်အငယ်ဆုံး Champion ကတော့ John Jones ကအသက်23နှစ်နဲ့ရရှိခဲ့သူဖြစ်ပါတယ်။အခုဘန်ရဲ့အသက်က24နှစ်ထဲရောက်နေခဲ့ပါပြီ။လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာဆိုရင်တော့Joshua Ban နဲ့ပန်ဒူဂျာတို့ရဲ့တွဲဆိုင်ကိုပြည်သက်ကြီးတို့ကကြည့်ရှုအားပေးကြရတော့မှာပါ။ UFC 323ပွဲစဉ်မှာတော့ဒုကောင်တွဲဆိုင်အနေနဲ့ရှင်းပြန်ကစားသွားကြမှာဖြစ်ပါတယ်။ဒီ UFC 323ပွဲစဉ်ကိုတော့ Las Vegas မှာရှိတဲ့ T-Mobile Area မှာကျင်းပပေးသွားမှာဖြစ်ပါတယ်။မြန်မာပြည်ကကြည့်ရှုကြမဲ့ပရိသတ်တွေအနေနဲ့ကတော့ဒီဇင်ဘာလ9ရက်နေ့မှာကြည့်ရှုအားပေးရမှာဖြစ်ပါတယ်ရှင်။ UFC 323ပွဲစဉ်မှာပါဝင်ထိုးသက်ကြမဲ့တွဲဆိုင်နေတဲ့အတူအချိန်နေရအတိအကျနဲ့ပိုစတာထွက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ချန်ပီယံခပတ်စိန်ခေါ်ပွဲ2ပွဲနဲ့အတူတခြားဖိုက်တာတွေရဲ့ပွဲကြီးပွဲကောင်းတွေကိုလည်းပရိသတ်တို့ကကြည့်ရှုအားပေးကြရတော့မှာဖြစ်ပါတယ်နော်။ Joshua Ban ကတော့လာမဲ့သူ့ရဲ့ချန်ပီယံခပတ်လူပွဲအတွက်စိတ်သက်ပြင်းပြလွန်းနေတာပရိသတ်တို့အားလုံးလည်းအမြင်ပါပဲ။ချန်ပီယံခပတ်ယူသွမှုတွေနဲ့အတူမနာမနေစူးစမ်းနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် Joshua Ban ရဲ့ပြောင်းလဲလာတဲ့ body transformation ကြီးကလည်းတကယ်ကိုကြောက်ခမက်လေးပါပဲရှင်။ဒါကသူ့ရဲ့ကျူးစာအထောက်မှုပြရုပ်တစ်ခုပါပဲ။ပန်ဒိုဂျာကအချုပ်ကောင်းသလိုဘန်ကလည်း stand fight ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ UFC Flyweight တန်းရဲ့ချန်ပီယံခပတ်ကိုအကြိမ်ပေါင်းများစွာကောက်ကွယ်ထားတဲ့တက်ရှိချန်ပီယံဘိုးကြီးနဲ့ချန်ပီယံခပတ်စာလောင်မသိမ့်နေတဲ့တက်သစ်စာလူငယ် fighter လေးတို့ရဲ့အားပြိုင်မှုကိုတော့ပြည်သက်တွေအားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြတယ်ဆိုတာကတော့အမှန်ပါပဲရှင်။အားကစားဆိုတာကလည်းအရှုံးအနိုင်နှမျိုးပဲရှိသလိုအချိန်ခဏလေးအတွင်းမှာလည်းဘာမဆိုဖြစ်သွားနိုင်တဲ့ရလဒ်တွေရှိတတ်တယ်မဟုတ်ပါလား။ UFC Fighter တို့ရဲ့ထုံးစံတိုင်းမှာပဲပန်ဒူဂျာကဘန်ကိုချုပ်ကွမ်းနဲ့အနိုင်ယူမယ်ဆိုပြီးလေးချက်ထားသလိုJoshua Ban ကလည်း3ချီအတွင်းအလဲထိုးပြမယ်ဆိုပြီးစိန်ခေါ်ထားပါတယ်။ပန်ဒူဂျာကသူ့ရဲ့ Instagram အကောင့်မှာတော့ Joshua Ban ကိုချုပ်ကွမ်းနဲ့အနိုင်ယူထားတဲ့ပုံကိုတင်ခဲ့သလိုJoshua Ban ကလည်းသူ့ရဲ့ညာလက်တီကပန်ဒူဂျာရဲ့မျက်နှာပေါ်ရောက်စီရမယ်ဆိုပြီးအင်တာဗျူးကနေတဆင့်ကြွေးကြော်ထားတာကိုတွေ့ရပါတယ်။တကယ်ကိုပွဲကပွဲကြီးပွဲကောင်းမှာပဲပြည်သက်ကြီးတို့ရေပြန်ပွဲရက်ကလည်းအရန်ကိုနီးကပ်လာပြီဖြစ်တာကြောင့်တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းလွန်နေခဲ့ပါပြီနော်။ဖိုက်တာနှစ်ယောက်စလုံးကအရက်အမောင်းသိမ့်မကွာကြပဲလုံးတူတောက်တူဖိုက်တာတွေဖြစ်နေပါတယ်။အခွင့်အရေးကိုဘသူကထိထိမိမိအသုံးချပြီးအနိုင်ယူသွားမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းလွန်နေခဲ့ပါပြီရှင်။တချို့တွေကတော့ပန်ဒိုဂျာပဲချန်ပီယံခပတ်ကိုကောက်ကွယ်ပြနိုင်လိမ့်မယ်ဆိုပြီးပြောဆိုနေကြသလိုတချို့တွေကတော့ Joshua Ban ကချန်ပီယံခပတ်ကိုင်မြောက်နိုင်လိမ့်မယ်လို့လည်းသုံးသပ်ဝေဖန်ပြောဆိုထားကြတာတွေကိုတွေ့ရပါတယ်။ကဲပရိသတ်ကြီးတို့ရော Joshua Ban ဘက်ကလားပန်ဒိုဂျာဘက်ကလားဘယ်သူကိုရွေးချယ်ထားလဲဆိုတာပြပြပေးခဲ့ကြပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။